Hello guys, it's me Anna and welcome to my channel. အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုက IQ မြင့်တဲ့သူတွေကဘယ်လိုမျိုးဆုံးဖြတ်ချက်တွေချလဲဘယ်လိုအကျင့်စရိုက်လေးတွေရှိလဲဆိုတာကို sharing လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ကိုက IQ မြင့်တဲ့သူလား IQ နှိမ့်တဲ့သူလားဆိုတာကိုဒီဗီဒီယိုမှာစမ်းစစ်ကြည့်ပေါ့နော်ကိုနဲ့ပဲအချက်လေးတွေကကိုက်ညီမှုရှိလဲဆိုတာကိုစမ်းစစ်တာဟာကျတော့ကိုကဘယ်လိုမျိုးဖြစ်လဲဆိုတာကိုခွဲခြားလို့ရတယ်ပေါ့နော်ပထမဆုံးအနေနဲ့ IQ ဆိုတာကကိုကပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင်ဘယ်လိုမျိုးစဉ်းစားတတ်လဲဘယ်လိုမျိုးကြိုးချောင်းစီလျော်စွာစဉ်းစားတာကြတော့တုတ်ပြန်တက်လဲဘယ်လိုမျိုးဆုံးဖြတ်ချက်ချလဲဆိုတာကိုတိုင်းတာတဲ့နီးစနစ်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်။ Okay ဒီဗီဒီယိုကိုမစခင် IQ ကကိုယ့်ရဲ့ဒီဘဝတစ်ခုလုံးကိုလွမ်းခြုံထားတာမဟုတ်ဘူးပေါ့နော်တခြားအရေးကြီးတဲ့ခန္ဓာတွေတခြားခန္ဓာအခန်းကဏ္ဍတွေလည်းအများကြီးရှိသေးတယ်ဆိုတာကိုအရင်ဆုံးသိထားဖို့လိုတယ်ပေါ့နော်။ Okay ကိုက IQ မြင့်တဲ့သူဆိုတာကိုသိဖို့အတွက်ကိုဒီအချက်လေးနဲ့စမ်းစစ်ကြည့်လို့ရပါတယ်ရှင်ပထမဆုံးတစ်ခုကတော့ကိုကတခုခုကိုတုတ်ပြန်တဲ့နေရာမှာအရန်ကိုမြန်ဆန်တယ်ပေါ့နော်တခြားသူတွေလိုမျိုးအရင်တွေးကြမလို့ပဲနဲ့တခုခုပြောလိုက်တာနဲ့ဒီဟာဆိုတာနဲ့ဒီဟာလုပ်မယ်ဆိုတဲ့ဒီတွေးခေါ်နိုင်စမ်းမြင့်မာတယ်ပေါ့နော်ကိုကအဲ့ဒါကိုသိအောင်မသိလိုက်ပဲနဲ့ပြောလိုက်ချိန်မှာတခြားသူတွေကစဉ်းစားနေတော့ဆိုတဲ့အခြေအနေမျိုးကြုံရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုက IQ ကသူများရဲ့ချက်ကိုမြင့်မာနေရပေါ့နော်ဒုတိယတစ်ခုအနေနဲ့ကတော့တခြားသူတွေထက်ကိုပို့သားဟာကျတော့တည်ယူလေ့လာမှုအားကောင်းတယ်ကိုကဒီဆရာမကတခုခုကိုရှင်းပြနေတဲ့အချိန်မှာတခြားသူတွေကတနိုင်လောက်ကြက်ရတဲ့နေရာမှာတနိုင်လောက်လေ့လာမှတ်သားတဲ့နေရာမှာကိုက15မိနစ်တောင်မုံနိုင်ဝက်လောက်တည်းဒီဟာကိုလွယ်လွယ်ကူကူနဲ့အုံနောက်ထဲကိုရောက်တယ်ပေါ့နော်ပြီးတော့တခြားသူတွေရသွားတာနဲ့ရှင်ကိုကပူသားကြတော့ဒီမှတ်မိနေတယ်တခြားသူတွေထက်ကိုပူသားကြတော့မြန်မြန်ဆန်ဆန်ကိုအတွက်ကအရန်ကိုလွယ်ကူနေရပေါ့နော်အဲ့ဒါဆိုရင်ကိုက IQ တခြားသူတွေထက်ကို IQ မြင့်မာလို့ပေါ့နော်နောက်နံပါတ်3ချက်အနေနဲ့ကတော့ IQ မြင့်မာတဲ့သူတွေကတခြားသူတွေကိုဒီချဲ့လဲနိုင်စွမ်းမြင့်မာတယ်ပေါ့နော်သူတို့တွေဒီဟာပြောရင်လက်ခံလောက်လားဒီဟာဒီလိုလုပ်ရင်သူတို့လက်ခံလောက်လားဆိုတာကိုတွေးတော့ဟာကြတော့ငါသူ့ဒီလိုပြောရင်သူကတော့လက်ခံလောက်တယ်ဆိုတော့ဒီ concept မျိုးဒီလိုအတွေးမျိုးရှိကြတယ်ပေါ့နော်တခြားသူတွေကိုကြိုးကိုက်ချင်လဲရမလဲသူတို့အတွက်ကအရန်ကိုလွယ်ကူလို့နေပေါ့နော်တခုခုဆုံးဖြတ်တာတော့တခုခုပြောရတော့မယ်တခုဆုံးဖြတ်ချက်ချရတော့မယ်ဆိုသူတို့အတွက်ကအရန်ကိုလွယ်ကူသားကြတော့တခြားသူတွေလောက်ကိုစဉ်းစားကြမလို့ပေါ့နော်ဒါပေမဲ့သူတို့တွေကဖြစ်စလက်ခတ်ဒီပြဿနာပြီးရင်ပြောဆိုတာကြတော့ဆုံးဖြတ်ချက်ချခဲ့တာမျိုးအဲ့လိုမျိုးမဟုတ်ဘဲနဲ့တီချာကိုမပြဿနာမှာမဖြစ်နိုင်လောက်တဲ့အထိကိုဆုံးဖြတ်ချက်ချတဲ့နေရာမှာအရန်ကိုတော်တယ်အရန်ကိုမြန်တယ်ပေါ့နော် IQ လည်းလက်သမားတွေကကြတော့အခုဆိုရင်ဆုံးဖြတ်ရမှာနေတယ်တခုလောရမယ့်နေရာမှာဆိုရင်ရန်အောင်စဉ်းစားရတယ်ပေါ့နော်အဲ့ဒါကတော့ဒီ IQ မြင့်တဲ့သူတွေနဲ့ IQ နှိမ့်တဲ့သူတွေကကွာခြားချက်ပေါ့နော်အဲ့ဒါပြီးတော့ IQ မြင့်မာတဲ့သူတွေကပြဿနာတွေဖြေရှင်းရတာကိုသဘောကျတယ်ပေါ့နော်ဒီပြဿနာအတစ်တွေဒီလောက်ရအတစ်တွေကိုလှုပ်ချင်ကြတယ်ဖြည့်ရှင်းချင်ကြတယ်သွားချင်ကြတယ်လာချင်ကြတယ်ပေါ့နော်ပုံမှန် IQ ဒါမှမဟုတ် IQ နိုင်တဲ့သူတွေခါကြတော့ပြဿနာတွေအရင်ဖြစ်မှာမကြိုက်ဘူးသူတို့တင်ရောအတိုင်းသူတို့လှုပ်ထုံအတိုင်းပဲသူတို့လှုပ်ချင်ကြတယ်ပေါ့နော်အဲ့ဒါကတော့ IQ အရင်မြင့်တဲ့သူတွေနဲ့ IQ ပုံမှန်ရှိတဲ့သူတွေရဲ့ကွာခြားချက်ပေါ့နော် Okay ဒီဟာကတော့ဒီအချက်တွေကကိုက IQ မြင့်လားတခြားသူတွေနဲ့ပုံမှန်မဲလား IQ ကပုံမှန်မဲလားဆိုတာကိုစမ်းစစ်ကြည့်ရတဲ့အချက်တွေပေါ့နော်ကိုက IQ မြင့်နိုင်လေလူမှုဆက်ဆံရေးတွေပေါင်းသင်းဆက်ဆံရေးတွေဒီလူအများနဲ့တွဲထားကြလောက်ရတဲ့အခြေအနေတွေမှာပါအကုန်လုံးတော့နိုင်တယ်လို့ဆိုလိုတာမဟုတ်ဘူးပေါ့နော် IQ နဲ့ EQ နဲ့ကမတူဘူး IQ မြင့်နိုင်လေ EQ ကမြင့်ချင်မှမြင့်မယ်ပေါ့နော်တချို့ဆိုရင် IQ ကအရန်မြင့်ပေမဲ့ဒီလူမှုပေါင်းသင်းဆက်ဆံရေးနဲ့ကြုံရတဲ့အခါမှာနည်းနည်းလေးအခက်ခဲတွေရှိနိုင်တယ်ပေါ့နော်သူက IQ ကမြင့်မှာပဲမဲ့ဒီခန်းစားချက်တွေလူမှုဆက်ဆံရေးနဲ့ပတ်သက်တာဟာကြတော့တိတ်တာဟာကြတော့မဖြေရှင်းနိုင်တာတော့မပေါင်းတင်တတ်တာတော့ရှိရပေါ့နော်ဒါပေမဲ့ဒီအလေလက် IQ တွေခါကြတော့လူမှုဆက်ဆံရေးနဲ့ပတ်သက်တာဟာကြတော့ပို့တာဟာကြတော့လွယ်ကူတယ်တခြားသူတွေထက်ဆိုင်ရင်သူတို့ကဖြည့်ရှင်းရတဲ့နေရာမှာပေါင်းသင်းဆက်ဆံရတဲ့နေရာမှာပို့တော့ဟာကျတော့သူတို့တက်ကလွယ်ကူတယ်ပေါ့နော်အဲ့ဒါတော့တချို့ IQ မြင့်မားတွေရဲ့အားနည်းချက်လို့ပြောရမှာပေါ့နော်အရေးတကြီးပြောချင်တာကတော့ IQ တိုင်းတာတယ်ဆိုတာကကိုယ့်ရဲ့
မညံကိုတိုင်းတာတာဆိုပေမဲ့လက်တွေ့ကြတဲ့ခန်းစားချက်တွေစိတ်ခန်းစားချက်တွေဒါကကြတော့အမှုပညာလုပ်ငန်းတို့မူရှိတဲ့အရာတွေနဲ့ဓာတ်ရိုက်သွားကြတော့ဆက်နေတာမဟုတ်ဘူးဆိုတာကိုသိထားဖို့လိုတယ်ပေါ့နော်အားကြောင့်မို့ကိုကအရေး IQ မြင့်မာတဲ့သူမဟုတ်နေဘူးဆိုရင်လည်းကိစ္စမရှိဘူးပေါ့နော်တစ်ခုနဲ့တစ်ခုကအားတာချက်အားနည်းချက်တွေရှိရဲ့ IQ မြင့်မာတဲ့သူမှလည်းသူရဲ့အားတာချက်အားနည်းချက်ရှိတယ်မျိုးပုံမှန်သူတွေဆိုမှလည်းသူရဲ့အားတာချက်အားနည်းချက်တွေရှိရပေါ့နော်အဲ့ဒါတွေပေါင်းပြီးမှသာလဲဒီ society တစ်ခုကြီးလုံးဝဖြစ်လာတာပေါ့နော်Okay ဒီဗီဒီယိုကတော့ဒီလောက်ပါပဲရှင်။က IQ မြင့်တဲ့သူဖြစ်ဖြစ်EQ မြင့်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်။အဓိကအရေးကြီးတာကသူတို့ဘယ်နာမှတော်လဲသူတို့ဘယ်အရာတွေမှာတော်လဲသူတို့ဘယ်အရာတွေမှာပို့တဟကြလုံနိုင်စွမ်းရှိလဲဆိုတဲ့အရာတွေကိုရှာတဟကြတော့ပဲသူတို့ဘဝကိုရှေ့ဆက်ရမှာပေါ့နော်။အဲ့တော့ကိုက IQ မြင့်တဲ့သူမဟုတ်လဲကိစ္စမရှိဘူး။ကိုက EQ အရင်မြင့်တဲ့သူမဟုတ်လဲကိစ္စမရှိဘူးပေါ့နော်။ Okayဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် channel လေးကို like နဲ့ subscribe လေးနေ့တိုင်းဝင်ပါနဲ့ရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်